မင်္ဂလာပါရှင်2026-2029ပညာသင်နှစ်အတွက်မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့်မေလ25ရက်နေ့မှစတင်ပြီးကျောင်းဝက်လက်ခံခြင်းလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိတဲ့သတင်းကိုတင်ဆက်မှာဖြစ်ပါတယ်ရှင်2026-2029ပညာသင်နှစ်အတွက်အခြေခံပညာအထက်တန်းအလယ်တန်းမူလတန်းကျောင်းများကိုဇွန်လ1ရက်တွင်စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီးနိုင်ငံတော်စင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ကျောင်းနေရွယ်ကလေးများအလုံးကျောင်းအပ်နှံကြပါစို့ဆိုတဲ့ဆောင်ပုဒ်နဲ့အညီကျောင်းအပ်နှံရေးရသက်တစ်ပတ်ကိုမေလ25ရက်နေ့မှ31ရက်နေ့အထိသတ်မှတ်ထားပြီးယနေ့တွင်ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကိုတနိုင်ငံလုံးအတိုင်းအတာဖြင့်စတင်ဆောင်ရွက်နေပြီးမန္တလေးမြို့အတွင်းရှိအခြေခံပညာကျောင်းများတွင်ယနေ့နေ့ပိုင်းမှစတင်၍ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကိုစတင်ဆောင်ရွက်လျက်ရှိရာတာဝန်ကျဆရာဆရာမများကကျောင်းသားမိဘများနှင့်ကျောင်းသားကျောင်းသူများကျောင်းလာရောက်အနှံ့ရာတွင်အစဉ်ပြေချုံးမွေစေရေးစေကံစနစ်တကျဖြစ်စေရေးတို့အတွက်ကြီးကြပ်ခါကျောင်းသားကျောင်းသူလေးများအေဂျင့်ပျော်ရွှင်စွာဖြင့်ပညာသင်ကြားနိုင်ရေးအတွက်ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့်စာရေးကိရိယာများကိုအခမဲ့ထောက်ပံ့ပေးရခဲ့ကြောင်းသိရပါတယ်ရှင်